ဇာတိနဲ့အောင်မြင်သောသူလောကမှာထူးချွန်သောသူလောကမှာကြွယ်ဝသောသူလောကမှာအလွန်ထူးတောက်သောသူဖြစ်ဖို့တဲ့ခရစ်တော်ကားတိုင်ထမ်းပြီးကားတိုင်လမ်းကိုရွေးယူသောသူဖြစ်စေခြင်းတယ်ကျွန်တော်ရဲ့ဆန္ဒမိခင်များနဲ့မိခင်မရှိသောသူများမိခင်များနဲ့ကျင်းပတဲ့ခါမှာတော့နည်းနည်းတော့လွမ်းမောစရာစိတ်ထဲမှာဝမ်းနည်းစရာဖြစ်တာပေါ့နော်ဆိုတော့မိခင်မရှိတော့တဲ့သူတွေရှိတယ်တချို့လည်းမိခင်ရှိတယ်ကောင်းသောမိခင်အောက်မှာမနေခဲ့ရတဲ့သားသမီးတွေဖြစ်လာတဲ့ခါမှာမိခင်ကိုနာကျင်ကြတယ်တချို့ကျတော့မိခင်ကောင်းအဖေမကောင်းပေမဲ့မိခင်ကောင်းတဲ့ခါမှာသူ့အသက်တာဆောက်တည်ရာရတယ်အကောင်းဆုံးဘဝကိုရှင်သန်ဖို့အတွက်မျှော်လင့်ချက်တွေမိခင်ကအကောင်းဆုံးပေးနိုင်ခဲ့ကြတယ်ဆိုတော့မိခင်ကတော့တော်တော်အရေးကြီးတယ်မိသားစုထဲမှာမိခင်ကအကောင်းဆုံးနေရာမှာသူကဇက်လက်အဖြစ်တရုပ်ဆောင်ရတယ်လို့ကျွန်တော်တို့အဲ့လိုမြင်ပါတယ်ဖခင်မကောင်းပေမဲ့မိခင်ကောင်းတဲ့အခါမှာအဲ့ဒီအိမ်ကတော်တော်ကောင်းမွန်တည်ဆောက်လို့ရတယ်ဆိုတော့တိုးတချို့ကဒီမှာကျတော့ကျွန်တော်တို့ကလူပေါင်းစုံတိုင်းသားပေါင်းစုံဖြစ်တဲ့ခါမှာကျွန်တော်တို့ယဉ်ကျေးမှုကျွန်တော်တို့ရှင်သန်ခဲ့တဲ့ background ပေါ့ပတ်ဝန်းကျင်မတူတဲ့ခါမှာတော်တော်လေးတော့တူချင်မှတူလိမ့်မယ်ဒါပေမဲ့ကျွန်တော်ကပတ်တော်တမာတရားထဲမှာစုဝေးလာတဲ့ခါမှာအသွေးတော်နဲ့ခြားနာခံလာရတဲ့ခါမှာကျွန်တော်တို့အားလုံးကတစ်ခုတည်းသောဆန္ဒတစ်ခုတည်းသောရည်ရွယ်ချက်တစ်ခုတည်းသောဖခင်ရဲ့အလိုတော်ကိုပဲဝန်ခံသွားရမှာဖြစ်ပါဆိုတော့ကျွန်တော်ဒီနေ့မနေ့လဲပြောပြီးပါပြီတင်မိခင်ကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေတင့်ကိုမွေးဖွားပေးသောကြောင့်တင်ဟာကျေးဇူးတင်ထိုက်သောသူတွေအများကြီးထဲမှာတူဦးပါဝင်သွားပြီလို့နားလည်စေချင်ပါတယ်တင်မိခင်ကပြစ်ဒစာကြီးဖြစ်နေအောင်တော့တခိုးမကြီးဖြစ်နေအောင်တော့အနူနာဆွဲတဲ့သူကြီးဖြစ်နေအောင်တော့ဂျိုပဲ့နဲ့ရွက်ပဲ့ကြီးဖြစ်နေအောင်တော့တင့်ကိုမွေးဖွားသောကြောင့်တင့်အတွက်အကောင်းဆုံးကျေးဇူးတင်ထိုက်သောသူထဲမှာတူဦးပါဝင်သွားပါပြီလို့နားလည်စေချင်ပါတယ်မမြင်ရတဲ့ဖခင်ကိုချီးမွမ်းဖို့ထက်မြင်ရတဲ့မိခင်ကိုတောင်ကျေးဇူးမတင်တတ်ဘူးမချီးမွမ်းတတ်ဘူးဆိုရင်မမြင်ရတဲ့ဖခင်ကိုချီးမွမ်းဖို့အတွက်ကျွန်တော်တို့အရန်ဝေးနေအောင်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေဒီနေ့မိခင်များနေဖြစ်သောကြောင့်မိခင်ရှိနေသေးသောသူများအမေကိုကျေးဇူးတင်ပါတယ်အမေကျွန်တော်ကိုမွေးထုတ်ပေးလို့ဖုန်းလေးဆက်ပါmessage နဲ့စာလေးရေးပါကောင်းသောခရစ်တော်ရဲ့နှလုံးသားမျိုးနဲ့ခရစ်တော်လိုချင်သောစိတ်သဘောလေးနဲ့ကျွန်တော်တို့လောက်ပါလို့ပြောဆရာခိုင်းလို့တော့လောက်ရတာငါစိတ်ပါတာတော့မဟုတ်ဘူးအဲ့လိုတော့မဟုတ်ဘူးပေါ့နော်ဘာဖြစ်ဖြစ်တကယ်နှလုံးသားပါနဲ့လောက်ကြည့်ပါတကယ်ထူးခြားပါလိမ့်မယ်မိခင်ကောင်းဆိုသည်မှာပဲနီဒီနေ့ကောင်းစီကကျွန်တော်တို့လောကရဲ့ theory တွေနဲ့တော့တူချင်မှတူလိမ့်မယ်မိခင်ကောင်းဆိုသည်မှာတမာတရားရဲ့ရှုထောင့်နဲ့ကျွန်တော်သွားမှာဖြစ်တယ်မိခင်ကောင်းဆိုသည်မှာပဲနီဘုရားသခင်စီမံကိန်းထဲမှာအကြီးမားဆုံးသောပါဝင်အစေခံနေခြင်းသည်မိခင်ကောင်းတစ်ယောက်ဖြစ်ပါတယ်ဘုရားသခင်စီမံကိန်းထဲမှာအကြီးမားဆုံးသောပါဝင်နေခြင်းဖြစ်တယ်ဘုရားခင်ကြီးမားသောစီမံကိန်းဆိုတာပါလေပထမဆုံးမိခင်ကိုကြောကြည့်တဲ့အခါမှာဒီနေ့မနေ့လဲရွေးတဲ့ထဲမှာပါပါတယ်မေတော်မာရိဖြစ်ပါတယ်ကောင်းကြီးတမန်လာတယ်ကျေးဇူးတော်ခံရသောမိမသင်အားမင်္ဂလာဖြစ်စေတည်းထာဝရဘုရားသည်သင်နဲ့အတူရှိတော်မူသည်မိမတကာတို့တဲ့မြတ်စွာသောမင်္ဂလာရှိသူဆိုရင်ကောင်းကင်တမန်နှုတ်ဆက်မင်္ဂလာရှိတဲ့မိမလန့်သွားအရန်ကောင်းတဲ့နှုတ်ဆက်ခြင်းဖြစ်ပါတယ်ကလေးမွေးလာပြီးတော့မှဗိမာန်တော်မှာ9 ရက်ပြည့်ပြီးဗိမာန်တော်ယူသွားတဲ့အခါမှာရှုမောင်ကြတော့ဒီလိုပြန်ပြောတယ်တင်ဒီလဲသူတို့ကိုကောင်းကြီးပေး၍ရှုမောင်ဒီလဲသူတို့ကိုကောင်းကြီးပေး၍မေတော်မာရိယာဤသူငယ်အားဤသူငယ်ကဣတေလလူအများလဲမြေကြောင့်အများထမြေကြောင့်လူအများတို့၏အကြံစီကိုထင်ရှားစေခြင်းကညှိခုံစရာဖြစ်မိအကြောင်းခန့်ထားတော်သူဖြစ်ထိုမှတပါတန်လျက်သည်တိနှလုံးကိုခွေးလိုက်မြဟုမွတ်ဆို၏ကောင်းကင်တမန်နှုတ်ဆက်တုံးကတော့မင်္ဂလာရှိတယ်မွန်မြတ်တယ်ဟောငါသားကိုငါမွေးမဲ့ကလေးကတော့ကောင်းကင်တမန်လာနှုတ်ဆက်ခြင်းအဖြစ်တော်တော်တော့ဂုဏ်ယူစရာကောင်းပါတယ်တန်တပုဂ္ဂိုလ်တရားရောက်များဖြစ်မလားဓမ္မမို့ယောမအင်ပါယာကြီးကိုဖြိုလဲပြီးတော့မှတကယ်ကိုစီဇာတို့လိုဟေရုတို့လိုအလွန်ကြီးမြတ်သောတကူရှင်ကြီးများဖြစ်မလားအလွန်ထင်ပေါ်ကြော်ကြားသောပုဂ္ဂိုလ်ကြီးများဖြစ်မလားရန်သူတွေကိုအနိုင်ကျင့်ရန်သူတွေကိုဖြိုခွဲတိုင်းနိုင်ငံတွေကိုမောက်လန့်ပြီးတော့မှတခါတည်းယူဒနိုင်ငံကြီးကိုတီထောင်တော့မလားဆိုကရတီတို့လို Greek Empire မှာ philosophy အတွေးခေါ်တွေမြင့်မားတဲ့သူတွေအထက်မှာများစိုးစံစံပယ်တော့မလားဘုရင်ကြီးအတွေးခေါ်ပညာရှင်ကြီး philosophy အတွေးခေါ်ပညာရှင်ကြီးတိုင်းပြည်ကိုအုပ်ချုပ်သောတမရကြီးကိုမွေးထုတ်ပြီးတော့မိခင်ကြီးဆိုအရန်ကုန်ယူမှာဖြစ်တယ်ဒါပေမဲ့
ရှုမောင်ကပြန်ပြီးတော့မှ prophet ပြုတဲ့ခါမှာတော့တန်လျက်တည်တဲ့သင်နှလုံးစိတ်နှလုံးကိုခွင်းလိုက်မယ်ဒီသားကြောင့်မင်းဟာနာကျင်ရမှာကောင်းကင်တမန်မဲ့လုံးတွေပေးတဲ့ဟာနဲ့အခုရှုမောင်ပြောတဲ့ prophet ပြုချက်ကလွဲနေတယ်ဒါပေမဲ့မေရိုမာရိကဝန်ခံသဘောတူတယ်ဘာကြောင့်ယေရှုခရစ်တော်ရဲ့မိခင်သည်မိခင်ကောင်းလို့ကျွန်တော်ကတတ်မှတ်ရတယ်လဲဆိုဖယားသခင်စီမံကိန်းထဲမှာအကြီးမားဆုံးသောပါဝင်အစေခံဒီတော်သူဖြစ်တယ်ဝိညာဉ်တော်ပြဖွင့်ပြပါစေတရားမိဂလာရှိတော်သူဖြစ်တယ်တရားမိမတကာတို့လည်းမြတ်တယ်လို့ဆိုတော့ဟာတေချာပြီငါတို့ဟာလောကကြီးမှာအလွန်ထင်ပေါ်ကျော်ကြားတဲ့သူဖြစ်မှာအီလိုမတ်လို့ SpaceX တီထွင်တဲ့အာကာသမှာသွားတဲ့သားသမီးတွေဉာဏ်ပညာ Einstein လို့ IQ မြင့်မားတဲ့သားသမီးတွေမွေးထုတ်လာတော့မှလားလို့လောကီနဲ့ဆိုင်တဲ့ထေပေါ်ကျော်ကြားအောင်နေမြင့်မြတ်တဲ့အရာတွေကိုကျွန်တော်ကမြင်ကောင်းမြင်လိုက်မယ်ယေရှုမွေးဖွားလာတဲ့ခါမှာအဲ့ဒီယေရှုကြောင့်မေတော်မာရိဘလောက်နာကျင်ရတယ်လဲရိုးရိုးလေးပဲကိုယ့်ရဲ့သားဦးကျွန်တော်အမေဒီမှာငုတ်တုတ်ရှိတယ်ကျွန်တော်အမေကိုထိုင်းဘီရင်ကကျွန်တော်ကိုလက်ဝါးကမ်းတိုင်းမှာရာဇဝတ်သားကောင်အနေနဲ့ရိုက်တတ်မယ်ဆိုကျွန်တော်အမေပျော်နေမယ်လို့မထင်ဘူးဘလောက်နာကျင်မလဲပေါ့ဒီခရီးဒီလမ်းဒီအမှုကိုယေရှုခရစ်တော်ရဲ့မိခင်အဖြစ်ရွေးယူခံရသောမာရိရဲ့နှလုံးသားဘလောက်နာကျင်မလဲဒါပေမဲ့အလုံးမင်္ဂလာရှိပါတယ်ကျွန်တော်တို့ကဲတင်ကြရဖို့ကျွန်တော်ငရဲကလွန်မြောက်ဖို့ရန်အတွက်ကျွန်တော်တို့ကတော့မင်္ဂလာရှိလိုက်တာခရစ်တော်ရဲ့သေခြင်းနာကျင်ခြင်းတွန်းသောအသွေးတော်နဲ့ကျွန်တော်တို့ကဖြောင့်မတ်တော်သူအဖြစ်ချီးမွမ်းနိုင်ပေမဲ့မိခင်တယောက်ကတော့မြတ်ဝါထင်နေရှာရှာသူ့သားကိုရိုက်နေတာကိုမြင်ရတဲ့ခါမှာဘလောက်နာကျင်မလဲဒါပေမဲ့အဲ့ဒါအမှုဆောင်နေခြင်းဖြစ်တယ်အဲ့ဒါအမှုဆောင်နေခြင်းဖြစ်တယ်အဲ့ဒါကောင်းကင်အောင်မြေကြီးပေါ်မှာအကြီးမြတ်ဆုံးသောအမှုကိုမေတော်မာရိလို့ဘယ်မိခင်မှမခံစားဘူးဝိညာဉ်တော်ပြဖွင့်ပြပါစေယေရမိအနာဂတ်ကျမ်း15အပိုင်းငယ်30မှာယေရမိကလည်းဒီလိုပြောပါတယ်အိုမိခင်ငါ၌အမင်္ဂလာရှိမိခင်သည်တပြီလုံးရန်တွေ့သောသူညှင်းဆန်သောသူဖြစ်သောငါကိုဖွားမြင်ပါသည်တဲ့ငါသည်သူတစ်ပါးကိုအတိုးနှင့်မချေသူတစ်ပါးသည်လည်းငါကိုအတိုးနှင့်မချေသို့တော်လည်းလူခတ်သိန်းတို့သည်ငါကိုကျိန်ဆဲတတ်ကြ၏ကောင်းကင်နိုင်ငံအဖရဲ့အစေခံကောင်းကင်နိုင်ငံအဖရဲ့နာကျင်ခြင်းနှလုံးသားကိုပိုင်တသောသားကိုအမေမွေးထုတ်တယ်အမေယေရမိကသူ့အမေကိုပြောတယ်တပြီလုံးနေရန်တွေ့တတ်သောသူညှင်းဆန်တတ်သောသူဖြစ်သောငါကိုဖွားမြင်ပါပြီလောကကြီးနဲ့ပတ္တနာဖြစ်ရေလိုက်ငါးလိုက်အသက်ရှင်တတ်ရှာစားဖွေစားတတ်တယ်နေတတ်တယ်လူကြီးသူမကြားထဲမှာဝင်ထွက်သွားလာရှာဖွေစားတောက်တတ်တဲ့လူဆိုရင်ကျွန်တော်တို့အရန်ဂုံယူကြမှာဖြစ်ပါတယ်ချဲသမားနဲ့တွေ့ချဲအကြောင်းလေးပြောတတ်တယ်နှလုံးထီသမားလေးနဲ့တွေ့နှလုံးထီသမားလေးနဲ့ပြောတတ်တယ်ပညာရှိနဲ့တွေ့ပညာရှိတွေနဲ့လိုက်လျောညီထွေးအောင်တက်အောင်ပေါင်းတတ်တယ်ပွဲစားပါစပ်ပေါ့အိုးတော်လိုက်တာငါသားလေးလိမ်မာပန်းရတယ်လူရည်လဲလိုက်တာလူပတ်ဝန်းကျင်မှာလူဖြစ်လာတာလူရည်လဲလိုက်တာဂုံယူတယ်အမေဂုံယူတယ်အဖေဂုံယူတယ်အဲ့လိုမဟုတ်ဘူးယေရမိကဖခင်ရဲ့အတန်တော်ကြားဣသရေလတိုင်းပြည်လုံးကိုလမ်းမှာဖခင်ရဲ့တမန်တရားထဲမှာမှားယွင်းနေတဲ့ဘုရင်ကနေဟိုးနန်းတော်ကနေဟိုးနဝတင်းကိုအထိအဲ့ဒီလူတွေကိုတမန်တရားထဲမှာပြန်ဆွဲခေါ်တဲ့ခါမှာတရားမှမပါလာတရားမှမပါလာနာကျင်တယ်ငါလိုလူကိုလူတကာနဲ့ယံဖြစ်တဲ့ငါကိုလူတကာရဲ့မြင့်မုံကျိုးခံရတဲ့ငါကိုငွေဖွားပါတယ်ငါမေအဲ့လိုပြောတယ်ဒီမှာတော့ဒီလိုပြောတယ်လူခတ်သိန်းတို့သည်ငါကိုကျိန်ဆဲတတ်ကြ၏ဖယားနာမကြောင့်ကျိန်ဆဲခံရသောသားကိုမွေးထုတ်သောမိခင်တဲ့ဟာလေလုယာတ
ဒါကြောင့်ကျွန်တော်တို့အသက်တာထဲမှာဒါကဘာကိုမီးမောင်းထိုးပြနေတယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့လောကမှာအသက်ရှင်နေတဲ့ခါမှာကောင်းသောမိခင်ဆိုတာဘာလဲဖခင်ရဲ့အလိုတော်ဖခင်ရဲ့အကြံစီဖခင်ရဲ့ရည်ရွယ်ချက်ကိုတစ်ဖက်တစ်လမ်းကနေပါဝင်အစီခံနေသောမိခင်တွေဖြစ်တယ်လို့ပြောချင်တာဖြစ်တယ်အာဗြဟံဇနီးဆာရာသည်ဣဇက်အတွက်မိခင်ကောင်းဖြစ်တော်လဲဣရှမေလအတွက်မိခင်ကောင်းမဖြစ်ပါဣရှမေလဆိုတာဆာရာရဲ့သားပဲ။ဘာကြောင့်ဆိုကျွန်မရဲ့သားဖြစ်တော့ကြောင့်သူ့သားဖြစ်တယ်။တမောင်းကာလကသူ့သားပဲ။သူကိုယ်တိုင်ပေးစားတာငါမှသားမရှိဘူး။ယောက်ျားရဲ့တခင်ရဲ့ငါတို့ကျွန်မရှိမှမင်းဝင်လိုက် तू မွေးတဲ့သားငါသားပဲကွာ။သူ့သားပဲ။ဣဇက်ကသူ့သွေးသားကနေမွေးတဲ့သားဟိုမှာသူ့ကျွန်ကနေမွေးတဲ့သားဒါပေမဲ့နှစ်ယောက်စလုံးကအဲ့ဒီခေတ်မှာသားပဲ။ဒါပေမဲ့ဆာရာဒီဣဇက်အတွက်မိခင်ကောင်းဖြစ်တော်လဲဣရှမေလအတွက်မိခင်ကောင်းမဖြစ်ခဲ့ဘူးအဲ့တာဒီတမန်တရားကိုမိမောင်းထိုးနေခြင်းဖြစ်တယ်တမန်တရားကိုဝန်ခံနေခြင်းဖြစ်တယ်တမန်တရားကိုသဘောတူနေခြင်းဖြစ်တယ်ဣဇက်ဇနီးရေဘကာဒီဣဇက်ယာကုပ်အတွက်မိခင်ကောင်းဖြစ်ပေမဲ့အေးတော့အတွက်မိခင်ကောင်းမဖြစ်ခင်ဣဇက်မိမရေဘကာဣဇက်ကတော့အဖေဖြစ်တယ်တားကြီးကိုချစ်တယ်ချစ်တာထက်မချစ်တာထက်ထုံတန်းစင်လာဥပဒေနီးဥပဒေအရငါတားကြီးငါအိုနေပြီငါမျက်စိမုံနေပြီငါဝိညာဉ်မျိုးကိုကောင်းကြီးပေးခြင်းနဲ့ဒါကြောင့်တော်တယ်သွားအမဲသားဟင်းလျားကိုရှာလာခဲ့ငါစားတတ်တော့မင်းရှက်တတ်တော့အစာကိုမင်းချက်ပြုတ်ပြီးယူလာခဲ့တော့ဒီနေ့ငါဝိညာဉ်မျိုးငါကောင်းကြီးပေးမယ်တာအရောက်ဝမ်းမြောက်တယ်ခါတိုင်းအမဲသွားရှာတဲ့နေ့ကဒီနေ့ကတော့အယမ်းရင်ခုန်စွာနဲ့ထွက်သွားတယ်တော်တယ်ကိုအဲ့ဒီနေ့ကတော့ပုတ်ပါလွတ်လပ်စွာနဲ့ဒီနေ့ငါကောင်းကြီးခံစားမယ်နေကွာမြို့လေးချက်တွေအများကြီးနဲ့သူအမဲသားသွားရှာတဲ့အခိုက်ယာကုပ်အမေအေတော့အမေပါပဲယာကုပ်ရဲ့အမေနဲ့အေတော့အမေအတူတူပါပဲအဲ့ချိန်မှာရေဘကာဘာလုပ်လဲဆိုတော့တားငယ်မင်းအကိုတော့မင်းအဖေကောင်းကြီးပေးတော့မယ်ဒါပေမဲ့ငါတော့မင်းကိုရစီခြင်းတယ်ဟာအမေလည်းမလုပ်ပါနဲ့ခဏကောင်းကြီးမရလို့ငါကြိမ်ခံနေရအောင်မယ်အဲ့ဒီကြိမ်စာငါအပေါ်တက်ရောက်ပါစေမင်းကငါရစီခြင်းတော့ပါဒီတစ်ခုခုလုပ်လိုက်ဘယ်လိုလုပ်ရမလဲတွားအိမ်နောက်ဘေးမှာတွားစိတ်တကောင်ဖမ်းလာခဲ့လိုက်မင်းအဖေကြိုက်တဲ့အမေသားငါကောင်းကောင်းချက်တယ်ပြီးမင်းယူသွားလိုက်ကွာမင်းအဖေရှင်မင်းအဖေရဲ့လက်တင်တဲ့ blessing ကိုမင်းကငါရစီခြင်းတာတားရဲ့အဖေဖြစ်ပါမလားအမေဖြစ်ပါမလားအကိုနဲ့တာတူတာမဟုတ်ဘူးအနံ့လည်းမတူအဝတ်စားလည်းမတူအတန်လည်းမတူသွားပါကွာတားရဲ့မင်းလှုပ်ရှားရှာလှုပ်ဆမ်းပါအမေကိုမလွန်ဆန်နိုင်လို့စိတ်တကောင်ဖမ်းလာပြီးအမေကကောင်းကောင်းချက်ပြီးသွားမင်းလက်တော့မင်းအဖေရှိမင်းများသွားတော့မင်းအကိုမလာခင်တကပောက်က6ကြည့်နေမှာကျန်တယ်မပေါ့နော်ဒါကျွန်တော်ဖြစ်ပြောနေတာငါသားလေးများရပြီလားလိန်တာအဆင်ပြေရဲ့လားရင်တမမနဲ့ငါသားလေးရပါစေအဖေသားလာပြီဟာမင်းမတူလဲဩအဖေသားကြီးအေးတော့လေအမြန်လိုက်ကြီးလားဟေးဟုတ်တယ်အဖေကိုးကွယ်တဲ့ဖေရတယ်အမြန်ငါစီသားကောင်းပုတ်ပေးတယ်ဘယ်ဟုတ်အိမ်တော်ဖေကဖမ်းလာတာလာစမ်းပါဦးလေမင်းအတန်ယာကုပ်တန်တယ်အေးတော့တန်မဟုတ်ဘူးတဲ့ဟုတ်ပါတယ်အဖေတော့စမ်းကြည့်လေအေးပေါ့စမ်းလိုက်တော့အမွေးတွေနဲ့ဟုတ်မှသူ့အကိုအင်ကြီးဝတ်ထားတိုင်းအနံ့လည်းချွေးစော်နံလို့သူ့အကိုအင်ကြီးကိုချွေးစော်နံတာပေါ့ဟုတ်တယ်ကြိုင်ကြည့်တော့အေးတော့ပဲဒါပေမဲ့အတန်တော့ယာကုပ်တန်လာခဲ့တယ်ငါဝိညာဉ်မျိုးကကောင်းကြီးပေးမယ်တစ်တာတဲ့မိကန်တစ်တာတဲ့စာကြောစာတန်းတွေလက်မှတ်ထိုးပေးတာမဟုတ်ဘူးလက်လေးနဲ့ကောင်းကြီးပေးတာငါသားကောင်းကင်ပေါ်မြေကြီးအောက်မှာရှိသမျှသောမြေထဲကလာတဲ့တ
ကောင်းကြီးမင်္ဂလာရေကနေလာတဲ့ကောင်းကြီးမင်္ဂလာအကုန်အစေကောင်းကြီးပေးပလိုက်ပါဇက်နဲ့ပေးပလိုက်တာနှုတ်နဲ့ကောင်းကြီးပေးပလိုက်တာမြေကရန်တွေထုတ်ပေးနေတာမဟုတ်ဘူးတစိတ်တုံးတွေနဲ့ရှေ့တွေနဲ့လက်မထိုးပေးနေတာမဟုတ်ပါဇက်နဲ့ကောင်းကြီးပေးပလိုက်တာနှုတ်နဲ့ကောင်းကြီးပေးပလိုက်တာအာမင်အာမင်အာမင်ရောက်လာပြီဒီတော့ချက်ပြောအဖေသားရောက်လာမင်းဘာတူလဲအဖေသားကြီးအေးတော့လေဟာမင်းရှေ့မှာလာသွားပြီတဲ့တယောက်ငါအကုန်ပေးပလိုက်ပြီတဲ့မရှိတော့ဘူးတဲ့တစ်ခါပဲပြောလို့ရတယ်တစ်ခါပဲပေးလို့ရနှစ်ခါမရအောင်ငိုတယ်အဖေနည်းနည်းတော့မရှိတော့ဘူးလားနည်းနည်းလေးတော့မရှိတော့ဘူးလားတာအတွက်မင်းကြီးအကုန်ယူသွားပြီလိမ့်မပန်းနဲ့ဆွနဲ့အကုန်ယူသွားပြီဒီကြားထဲမှာအမှန်တကယ်ဒရိုက်တာကဘာတူလဲရိုဘကာအမေဖြစ်တယ်နောက်ကွယ်မှာလုံတာအမေဖြစ်တယ်ဒါနဲ့ကျွန်တော်ပြောမယ်အမေရဲ့လုံရတိုင်းကအမေရဲ့ရည်ရွယ်ချက်ကအမေရဲ့အကြံစီကဖယားရဲ့အလိုတော်နဲ့ထပ်တူထပ်မြတ်ဖြစ်နေတော့ကြောင့်အဲ့ဒီအစီအစဉ်အောင်မြင်သွားရတာဖြစ်တယ်ဟာလေလုယာဒါကြောင့်မာလခိတဲမှာဣသောကိုငါမုန်းတယ်ယာကုပ်ကိုငါချစ်တယ်တခါကျွန်တော်ဖယားမုန်းတာကိုမုန်းဖို့လိုတယ်ဖယားချစ်တာကိုချစ်တတ်ဖို့လိုတယ်ဖယားတဲ့သဘောထားမကြည့်အောင်ဝိညာဉ်တော်ဘုရားဖွင့်ပြပါစေအဲ့ဒီစကားလုံးကအန်ဒီရယ်နည်းနည်းရှိတယ်ဒါပေမဲ့ဝိညာဉ်တော်ဖွင့်ပြလိုက်မယ်လို့ယုံကြည်တယ်ဆရာဒီအကြောင်းခဏပြောတယ်ဖယားတဲ့သဘောထားမကြည့်အောင်ဖယားရဲ့နှလုံးသားဖယားရဲ့ရည်ရွယ်ချက်ဖယားအကြံစီဖယားရဲ့စီမံကိန်းကြီးထဲမှာငါတို့ကသဘောတူဝန်ခံလှုပ်ဆောင်ပါဝင်စက္ကန့်နေဖို့လိုတယ်အဲ့ဒါမိခင်ကောင်းဖြစ်တယ်ကဲအပေါ်ပဲပြန်သွားမယ်ဇာတိသွေးသားအတွက်ထက်မိမိဝိညာဉ်အတွက်ဦးစားပေးတတ်သောမိခင်များလို့နာမည်ပေးချင်တာဖြစ်ပါတယ်ဇာတိသွေးသားအတွက်ထက်မိမိဝိညာဉ်အတွက်ဦးစားပေးတတ်သောသူများလို့အဓိပ္ပာယ်တက်ရောက်ပါတယ်ယောက်ျားဒီကြုံမနဲ့သားကိုမောင်းထုတ်တော်ဆာလာပြောတဲ့အခါမှာအယက်ခက်တယ်မိမကြီးယူတော့ကတော့မင်းမဲယူခိုင်းပြီးတော့မှမွေးလာတော့မှမင်းကပြန်မုန်းထုတ်ခိုင်းတယ်ငါဘလို့ခံစားနိုင်မလဲဒါငါသားလေငါသွေးသားမွေးထားတယ်မိမပြောတာသူနားမထောင်ဘူးဖယားပြန်လာတယ်အာဗြဟံမင်းမိမစကားနားထောင်လို့တယ်မိုက်တယ်နော်တခါမိသားစုထဲမှာမိမတွေကတကက်ဇက်လိုက်နေရမှာတကက်မိန်းနေရမှာဒါကြောင့်ကျွန်တော် Grace ထဲမှာဆရာတယောက်ပြောတယ်ဒါဖြစ်လို့မိန်းမလို့ခေါ်ဆိုမိန်းကိုမထားလို့တဲ့မိန်းချလိုက်အကုန်မှောင်သွားပြီမိန်းကိုမထားတာမိသားစုကြီးတစ်ခုလုံးရဲ့မိန်းကို तू မထားတာလွတ်ချလိုက်သွားပြီအဲ့ဒါကြောင့်မိန်းမများဆက်မထားပေးပါမလွတ်ချပါနဲ့ဘဝပြတ်သွားနိုင်တယ်ယောက်ျားတွေဘလောက်တော်ဘဝပြတ်သွားတယ်မိန်းမကမထားဘူးဆိုရင်မိန်းမပြောတဲ့ဟာကိုမင်းနာခံလိုက်တော့မင်းဝန်ခံလိုက်တော့ဆိုအာဗြဟံကြုံမနဲ့တားကိုတော်တဲ့သွားပြရတယ်ရေဘကာသူ့ရဲ့သားနှစ်ယောက်အတွက်ယာကုပ်ကိုပိုချစ်တယ်လို့ဆိုတာကဖယားချစ်တဲ့သားကိုပိုချစ်လိုက်တဲ့အခါမှာဦးစားပေးလိုက်တဲ့အခါမှာဖယားရဲ့စိတ်တော်နဲ့တွေ့တော်သူဖြစ်လာတယ်ဖယားရဲ့စီမံကိန်းထဲမှာတောက်တနေရာကနေအကောင်ထဲပေါ်ပေးတဲ့သူဖြစ်လာတယ်ဟာလေလုယာဒါကြောင့်ဇာတိသွေးသားဒီမှာသားနှစ်ယောက်ရှိနေတယ်အပေါ်ကအာဗြဟံမှာရှိတဲ့ဣဇက်နဲ့ဣရှမေလလို့ဣဇက်မှာရှိတဲ့ယာကုပ်နဲ့အေသောလို့ပဲကျွန်တော်တို့မှလည်းဇာတိနဲ့
ဝိညာဉ်နှစ်ယောက်ရှိတယ်ကောရိန္သုထဲမှာပြောတယ်အတွင်းလူနဲ့အပြင်လူသင်မောင်းထုတ်ဖို့လိုတယ်သင်အဲ့ဒီအပြင်လူဇာတိသွေးသားကိုသင်ညှင်းပယ်ဖို့လိုတယ်21ရာစုမှာရှိတဲ့ခရိယန်နှုတ်ကပတ်တော်ကိုဝန်ခံမဲ့ခရိယန်တွေကခုနဒီမှာဆိုတဲ့တခြင်းအရန်ကောင်းတယ်ဒီနေ့ဆိုရွေးသွားတဲ့သမီးရွေးသွားတဲ့တခြင်းအပုတ်တိုင်းကဝိညာဉ်တော်တုထိခံရတယ်မျက်ရည်ပါကြတယ်ဒါဘာလဲကွာကျွယ်ဝဖို့မဟုတ်ဘူးကျွယ်ဝခြင်းလို့မဟုတ်ဘူးချမ်းသာခြင်းလို့မဟုတ်ဘူးအောင်မြင်ခြင်းလို့မဟုတ်ဘူးဖခင်ရဲ့အလိုတော်ကိုဝန်ခံဖို့ဟာလေလုယာဒါကြောင့်ကျွန်တော်ခုဖခင်ကြောင့်တည့်နေတယ်ခရိယန်လုံနေတယ်ခရိယန်ဖြစ်နေတယ်ဖခင်ရဲ့အမှုတော်ထဲမှာကျွန်တော်ရှင်တန်နေတဲ့ခါမှာကျွန်တော်ရဲ့ဇာတိသွေးသားကိုညှင်းပယ်ရမှာဖြစ်တယ်။သားသမီးတွေကျွန်တော်ပြောပါတယ်။ပညာတတ်ကြီးတွေဖြစ်ပြီးမှထိုင်းနိုင်ငံရဲ့ဝန်ကြီးချုပ်တွေဖြစ်မဲ့အစားဘုရားမှုတော်ဆောင်ပြီးဖြစ်စီခြင်းနဲ့သားတို့သမီးတို့နိုင်ငံတော်သမ္မတကြီးဖြစ်သွားဖို့အတွက်ထက်ဘုရားရဲ့အမှုတော်ဆောင်ဖြစ်စီခြင်းနဲ့သားတို့သမီးတို့အဲ့ဒီအတွက်အဖေမှာပြင်းပြသောဆန္ဒရှိတယ်။ဇာတိနဲ့အောင်မြင်သောသူလောကမှာထူးချွန်သောသူလောကမှာကြွယ်ဝသောသူလောကမှာအလွန်ထူးတောက်သောသူဖြစ်ဖို့တဲ့ခရစ်တော်ကားတိုင်ထမ်းပြီးကားတိုင်လမ်းကိုရွေးယူသောသူဖြစ်စေခြင်းတယ်ကျွန်တော်ရဲ့ဆန္ဒကျွန်တော်အမေလည်းကျွန်တော်ဒီလိုပဲပြောတယ်တာမြင်လစ်တော့ကျွန်တော်မှုတော့ဆောင်ပြီးကချင်ပြည်နယ်မှာ9နှစ်ဖမ်းမှာ9နှစ်ဆောင်ပြီးတော့မိမရပြီးတော့ကျွန်တော်ရွာပြန်လာအမေကရော့ဒီမှာမင်းလဲရော့ဒီမှာမင်းနွားရော့ဒီမှာမင်းမြေဒီမှာနေရော့လောက်ကန်စားတော့ကျွန်တော်လောက်တက်တယ်ငယ်ငယ်ကတည်းကတောင်ရလောက်လာကျွန်တော်လဲပြီးတယ်အမေကလဲမှာကန်တူးတယ်ငါးကန်တူးတယ်ငါးမွေးတယ်ဘဲမွေးတယ်ကြက်တွေမွေးတယ်အိုးပျော်စရာကြီးငါးမွေးတာတစ်နှစ်မှမွေးတာလက်မကနေမတက်တော့ဝက်မွေးတာတစ်နှစ်လုံးမွေးတာငါးပိတ်တာပဲထွက်တယ်မရဘူးကိုတော့အဲ့လောက်တော့ပဲဖြုံးမလဲဒါကျွန်တော်တို့မလုပ်ဘူးတဲ့အတွက်ကြောင့်မလို့ဒါတွေကတော့နောက်နှစ်ထပ်မွေးမယ်နောက်နေ့ဆရာဦးတေဆိုတာ prophet တွေခေါ်လာကလေးတွေခေါ်လာအခုဒီမှာပနောင်းတို့အရွယ်ဘစ်ထရီတို့အရွယ်ခေါ်9ယောက်6ယောက်ကလေးတွေ9ယောက်6ကျိုးပွေလေးတွေစွတ်စွတ်လေးတွေနဲ့ဆရာကြီးထောင်တောင်မောင်းမောင်းကြီးအိမ်ရှိရောက်လာဟေးရွှေနေဘာလုပ်နေလဲအာစမောလာကျွန်တော်ကလေးတွေဆိုကလေးကိုပြီးမစားပြုတ်ပြီးစားအာစမောနေကောင်းတော့ကလေးတွေကျွန်တော်နောက်ကလာကျွန်တော်ကိုတိုင်ပြီးထုပါလေထုပြီးငိုပါလေစမောအဲ့မှာမိတ်ဆက်ပြီးညင်းနေတဲ့ညင်းကိုဝင်နဲ့ပေါင်းဟောင်းတေချာညင်းနေသူတို့ဘာပြောလဲတေချာနားထောင်တယ်အဲ့ဒါလမ်းလိုက်ကောင်ကြီးမှာလမ်းလိုက်ကောင်ရဒီတိုင်းကျွန်တော်နေနေရတယ်ကလေးတွေကကျွန်တော်ထုပြီးငိုကြတယ်ငါအမှုတော်ထဲဘာကြောင့်နောက်ဆုတ်တာလဲမင်းငါကိုမင်းအတွက်ငါထာဝရရွေးကောက်ထားပြီးသားမင်းငါအမှုတော်ထဲမှာဆက်ပြန်သွားရမယ်မင်းသားလည်းအကုန်ထားခဲ့ရမယ်ဒီကလေးတွေလည်းကျွန်တော်တိလည်းမသိနာမည်လည်းမသိတွေ့လည်းမတွေ့ဘူးငိုကလေးတွေကငိုထုတယ်တာဆိုသမီးဆိုအတွက်မိခင်ငိုတယ်လို့မျိုးငိုတော်ပေါက်သွားပြီကျွန်တော်ဖျားပြန်ခေါ်တယ်တစ်နေ့လုံးမွေးတဲ့ဝက်က9ဘိတ်တာထွက်တယ်ဆိုအဲ့ဒီကသဘောပေါက်တင်လာထုခံမှပဲသဘောပေါက်တာအမေကပြောတယ်ငါသားမင်းသွားတော့မင်းကိုမွေးကလေးကစက်ကတ်ထားပြီးသားမင်းဘာပဲလုပ်လို့အောင်မြင်မှာမဟုတ်မင်းအောင်မြင်ခြင်းလားအမှုတော်တဲ့သွားအမှုတော်တဲ့မှာမင်းငတ်ပြီးတေသွားရင်လည်းပဲအမေဝမ်းတာတယ်ကျွန်တော်အမေအဲ့လိုပြောတယ်အမှုတော်ဆောင်ရင်းနဲ့မင်းငတ်တေသွားရင်အမေလက်ခုပ်တီးပြီးနေမယ်ပါလေကျွန်တော်မင်းသွားတော့ဘာမှဒါတွေကိုတန်ရောစင်မထားနဲ့ကျွန်တော်ဘုရားစကားနားထောင်ပြီးအမေစကားကိုဝန်ခံပြီးတော့ကျွန်တော်အမှုတော်ထဲပြန်ပြီးတော့ကြောပြန်ရောက်လာတာဖြစ်ပါတယ်ဆိုတော့သွေးသားဇာတိကတော့ကျွန်တော်ရွာကကျွန်တော်ရဲ့ကဘာပါပဲကျွန်တော်လယ်ကကျွန်တော်ရွာမှာအကောင်းဆုံးဖြစ်တယ်အိမ်ချစ်150ရာရှိတယ်ကျွန်တော်တို့ရွာမှာရှိတယ်ကျွန်တော်တို့လယ်ကရွာမှာရှိတဲ့လယ်အားလုံးတဲ့အကောင်းဆုံးဖြစ်တယ်အကောင်းဆုံးဖြစ်တယ်အထွက်ဆုံးဖြစ်တယ်
အမေကပြောတယ်တန်ရောစင်မထမ်းနဲ့တာမိအကုန်ရောင်းခဲ့အမေလည်းလိုက်လာမယ်လိုက်လာတယ်အခုတော့အိမ်ငါးလေးနဲ့နေတာငါတို့သွားမယ်လမ်းကကားတိုင်လားဖြစ်တဲ့တာမိသားတွေကိုမိမမောမနေနဲ့ကျွန်တော်မိန်းမပြောတယ်မိဘတွေပေးတဲ့အမွေတွေမရောင်းပါနဲ့ဟဲ့တဲ့ငါနှမျောလိုက်တာမဟုတ်ဘူးရောင်းရမယ်တွားရတော့မယ်နေမြေတစ်ကိုတွားရတော့မယ်ဒီတန်ရောစင်မရှိဒီမှာရောက်လာဒါကြောင့်ကျွန်တော်ဇာတိကိုမွမ်းမံပြီးရေလောင်းပေးနေရင်ဒီထဲမှာရောက်လာမယ်ကျွန်တော်အကုန်ပေးနောင်ဖောင်ဖြတ်တယ်လို့မျိုးသွေးသားနဲ့ဆိုင်တဲ့အရာဇာတိနဲ့ဆိုင်တဲ့အရာကိုညှင်းပယ်မောင်းထုတ်ဖြစ်စီလွတ်ပလိုက်တော့ဒီအတိတ်ကတည်းလွတ်ပလိုက်တော့နေရအတိတ်ယူပါယုံအတိတ်မြို့လေးကြီးအတိတ်နဲ့ခရီးဆက်မယ်တစ်နှစ်လုံးလှုပ်ထားတဲ့စပားတွေရောင်းပြီးမှကျုပ်ပွိတ်တစ်လုံးနဲ့သမီးလေးဆွဲပြီးတော့ကျုပ်လင်မယားညာဖန့်ချီတက်လာဘယ်သွားလို့သွားမှလည်းမသိအမျိုးလည်းမရှိဆိုကျွန်တော်တို့မှာတစ်ခါဇာတိနဲ့ဝိညာဉ်ကအတူနေလို့မရဘူးဣစနဲ့ဣရှမေလတူနေလို့မရဘူးယာကုပ်နဲ့အေသောကိုတူကောင်းကြီးပေးလို့မရတူကောင်းကြီးပေးလို့မရညီတူမြတ်တူပေးလို့မရဒါဝိညာဉ်ဆိုတဲ့အရာကိုရွေးယူနိုင်ဖို့ရတယ်တတုတ်တနေရာကနေအဲ့ဒီမိခင်တွေပေးဆက်လိုက်ရတဲ့ဟာကြီးအများကြီးရှိတယ်အေသောကောင်းကြီးမရတော့သူ့ညီကိုတွေ့တော့မှာဒီငါကောင်းကြီးလူသွားတယ်ဒီပေါ်တတောက်တနေအမင်းနဲ့ငါနဲ့တွေ့တယ်ချိန်မောင်းထားတယ်အဲ့သူ့အမေသိပါတားတယ်မင်းလစ်တော့ငါအမျိုးတွေစီမင်းသွားတော့သူ့ရင်ခွေမှာ तू ထားချင်တယ်သူ့အနားမှာ तू ထားချင်တာထားချင်လို့ထမင်းချက်လည်းတူချက်တာရောက်တော့ကအဲ့ဒီချိန်မှာသူ့သားအနာဂတ်တဲ့ तू အဲ့ဒီမှာ manage လုပ်ပြရတယ်မင်းသွားတော့ငါအမျိုးတွေစီမင်းသွားမဟုတ်ရင်တော့မင်းကိုတနေ့နေ့တစ်ချိန်မှာမင်းဒုက္ခရောက်တော့မယ်အမေစကားပထမနားထောင်ဆိုဒုတိယလည်းနားထောင်ပြီးတော့မှာရဘကအမျိုးတွေစီဦးလေးတွေစီပြေးသွားရတယ်တောင်ဝေးတစ်ချောင်းဆိုတော့ဒီနေ့ကျွန်တော်တို့အသက်တာထဲမှာဒီမိခင်တွေဟာအလွန်ကြီးမားတဲ့အခန်းကဏ္ဍတွေပါဝင်နေတယ်သင်ဟာဝိညာဉ်တဘောအလွန်ရှိဖို့လိုတယ်ဝိညာဉ်တဘောအလိုရှိဖို့လို့ကဲနည်းနည်းသွားအောင်မယ်ကျွန်တော်ဒီနေ့စက်မသေးဆိုတော့အတိုးချပြီးပြောမှဖြစ်တယ်ဟိုမှာလည်းမှတ်တမ်းတင်ထားတယ်ဆိုတော့ဘာပဲဖြစ်ဖြစ်ဇာရတမြို့သူမုတ်ဆိုးမနဲ့တားငယ်ပေါ်၌မိခင်ရဲ့မေတ္တာတေထလောဇီးတော်မျိုးဇာရမျိုးတို့တွားယူနေတော့ထိုမျိုး၌နေတော့မုတ်ဆိုးမတယောက်ဒီတင့်ကိုကျွေးမွေးနေကြောင်းငါမှားထားပြီးမိန့်တော်မူသည့်တိုင်အေလိယသည်ထား၍ဇာရမျိုးတို့တွားပြီးမှမြို့တကားသို့ရောက်သောအခါမုတ်ဆိုးမသည်ထင်းခွေလက်ရှိအေလိယကငါတောက်ဆရာရေနှဲငယ်ကိုခွက်နှစ်ယူခဲ့ပါလောဟုဟိ၍ဆိုမိမသည်ရေကိုယူခြင်းကတွားစင်တွင်တဖန်ဟိ၍မုတ်တစ်ဖက်ကိုလည်းတင်းလက်၌ယူခဲ့ပါလို့ဆိုပြန်လင်မိမကတေးဖျားကြီးထာဝရဘုရားတက်ရှင်တော်မူသည့်တိုင်မုတ်ပြားတပြားများမရှိအိုးထဲမှာမုတ်ညက်တလက်စုပ်ဘူး၌စီအနေငယ်ရှိကြုံမနှင့်တားငယ်အဖို့ဖုတ်၍စားလူသောငါ၎င်းစားပြီးမှတေလူသောငါ၎င်းထီးစနှစ်ခုကိုယခုခွေပါယူပြန်ပြောလို့တရားရဲ့နှုတ်ကပတ်တော်တမန်တရားကိုဥပိ္ပကပြုလာတဲ့တိုင်းပြည်လုံးမိုးခေါင်ရေချဖြစ်တရားလူတွေဘာလနဲ့မှားယူရုပ်တုစည်းတုတွေနဲ့မှားယူတော့တိုင်းပြည်လုံးမိုးခေါင်ဘုရားအမျက်တော်တက်ရောက်အဲ့ခေတ်မှာအေလိယကြီးဘုရားဘက်မှာရက်တည်နေအေလိယကြီးပရောဖက်ကြီးအရင်တော့ကလေးစက္ကမလားမင်္ဂလာဆောင်မလားဘာလို့မလဲညာလို့မလဲတောင်ရဆူတောင်းစက္ကမလားသူ့ကိုအမြဲတမ်းခေါ်ပိတ်ခံရတဲ့သူဘယ်အိမ်မှာတက်ဆာဆာကျွေးမဲ့လူအများကြီးဒီအချိန်မှာဖခင်ရဲ့ prophet ကြီးထမင်းကျွေးမဲ့လူမရှိတော့ဘူးဣတေလလူမျိုးအလုံးဘာလာကိုပဲကျွေးနေတော့တယ်ဘာလာနတ်တွေကိုကျွေးမွေးပူဇော်ပတ်တရစ်ပူဇော်နေတဲ့ချိန်မှာဣတေလတိုက်ပြည်မှာ prophet ကြီးထမင်းငတ်နေတယ်ကျွေးမဲ့လူမရှိဘူးတနာမဲ့လူမရှိဘူးအိမ်မှာအိတ်ခံမဲ့လူမရှိတော့မ
ပူနဲ့မပူနဲ့ဒီဖျားလူမှာကျွေးမဲ့လူရှိတယ်ဖျားပြောတယ်အေလီယာဒီတော့ဇီးတုံကီဇာရတမြို့သူတွား၍နေလို့တဲ့ဟာကိုတော့ကျွန်တော်အဲ့မှာခရိယာမရှိလေကျွန်တော်ဘယ်လိုလုပ်သွားဆူတောင်းဆက်ကစာရေးပေးမဲ့လူမရှိလေဣတေလတိုင်းပြည်မှာတယောက်တည်းမရှိလားမရှိတော့ဘူးအားလုံးလမ်းလွဲကုန်ပြီမိလစ်တော့ဇာရတမြို့သူပြီးသွားတော့ဘယ်လိုသွားရမှာလဲအမျိုးတကားဝမှာမုတ်ဆွမတယောက်တွေ့လိမ့်မယ်โอเคသူကမင်းကိုကျွေးလိမ့်မယ်ဟာသွားပြီမုတ်ဆွမနည်းနည်းဟိုအဆင်ပြေတယောက်နဲ့ပေးတွေ့ပါလားကိုတော့လေမုတ်ဆွမရတယ်မုတ်ဆွမစင်တာအဆင်ပြေပါလေလိုက်သွားတယ်ဟဲ့ငါရေတောက်ချင်တယ်ကွရေလေးခတ်လာခဲ့တာမိုးခေါင်တဲ့အချိန်မှာရေအရန်ရှားနေနော်ကျွန်တော်ရွာမှာကျွန်တော်မိုးခေါင်တဲ့ကာလတွေ့ပြီးတယ်ရေတိုင်ကြီးတစီရဖို့အတွက်ကိုတနေ့ကုန်စောင့်ရတယ်တွေးလေးတန်းမှာမိုးခေါင်တဲ့ကာလရေရှားအညာမှာအဲ့ဒီမိုးခေါင်တဲ့နှစ်ကအရန်ကြာတော့မြေကြီးထဲမှာရေမရှိတော့ရေတောင်ရှားပန်းနေပြီဒါပေမဲ့ဒီမုတ်ဆွမကโอเคဒီအဖိုးကြီးကြည့်ရတာဟိုပါပေါ့ရောက်ဝေးကလူဖြစ်မှန်တယ်ငါတို့တီနေပြရတော့လူဒီပုံလို့ဒီရုပ်တွေတိတ်မရှိဘူးပေါ့နော်ရေတော့ခတ်တဲ့အခိုက်မှာအဲ့ဒါငါစားဖို့မုတ်လေးပါယူလာခဲ့ပေးပါကွယ်သွားပြီအဲ့မှာတော့နည်းနည်းများသွားပြီခမရတလောက်ချားပါပြီခေါင်းပါပြီငတ်မွနေတဲ့ကြောင့်ခမရမလို့တောင်းရတယ်ကွယ်ဒီမှာမုတ်မရှိတော့ဘူးတဲ့ဘူးထဲမှာမုတ်တဆုပ်စာပဲရှိတော့တယ်အဲ့ဒီအရာကိုဖုတ်စားဖို့တဲ့ငါနဲ့ငါသားဖုတ်စားထင်းနှစ်ဆတယ်တစည်းမဟုတ်ဘူးနော်နှစ်ဆတယ်ရေးထားတာဒီမှာစလုံးနဲ့ကိုရေးထားတာထင်းနှစ်ဆပဲခွေတယ်မုတ်တစ်ခါဖုတ်စားပဲအဲ့ဒါဖုတ်ပြီးစားပြီးတော့တေဖို့ဒါပေမဲ့အေလိယဘာပြောလဲဆိုတော့အေလိယကလည်းမစိုးရိမ်နဲ့နားထောင်နော်တေဆိုသည့်တိုင်တွား၍ပြုလို့တို့ရတွင်ငါအဖို့မုတ်ပြားငယ်တပြားကိုအရင်လှုပ်၍ယူခဲ့လောအရင်လှုပ်ခိုင်းတာနော်ဘုံဆုံးမကြီးဒီမိန်းမကြီးဘယ်လိုဆုံးဖြတ်မလဲခမရဆွေဘယ်လိုဆုံးဖြတ်မလဲအဲ့ဒီနေမှာခမရတရုပ်ဆောင်ကြည့်ပါထင်းနှစခွေလာတယ်ဒီအဖိုးကြီးလဲတော်တော်ငတ်နေဘူးပေါ်တယ်သူ့သားကြည့်လိုက်တော့လေနှစ်ချီတွဲလောင်းလေးနဲ့နန်ရိုးလေးကကားလို့သားလေးကြည့်လိုက်တယ်သားကလည်းအမေကိုကြည့်တယ်အမေကမုတ်ဆွမ်းမကြီးကသားလေးကြည့်လိုက်မုတ်တဆုပ်စာကြည့်လိုက်ကိုမုတ်စိမ်မွေးထူထူနဲ့တပြေဖားရနဲ့ဘယ်အဖိုးကြီးမှမသိဘူးပြောတော့တေးဖျားကြီးထောင်တော်ဖျားတက်ရှင်တော်မူသည့်အတိုင်းလို့ပြောတာပဲထောင်တော်ဖျားတက်ရှင်တယ်လို့တော့သုံးနေတာပဲငါအရင်လှုပ်ပြီးရင်ကောင်းမလားငါသားလေးကိုတွေးရင်ကောင်းမလားကျွန်တော်တို့ကိုသားပြီးမဟုတ်ပါဘဲနဲ့သူများကျွေးလို့ရပါမလားကျွေးနိုင်ပါမလားကိုမိမငါတီးတော့မှကျွေးမတော်သားမဆက်တဲ့ဒီအဖိုးကြီးကိုသွားကျွေးရင်ငါသားငါ့ကိုသမုတ်မလားဝေါစဉ်းစားကြည့်ပါအာယုံလေးလျှောက်ပြီးတော့မစဉ်းစားတခြားမစဉ်းစားနဲ့မိခင်ကောင်းဆိုတာဘာလဲလို့ပြောချင်တာနော်တမန်တရားကိုဝန်ခံတော့မိခင်ကောင်းဆိုတာတဏှာညာတာမှုကင်းမဲ့တော့မိခင်ကောင်းမဟုတ်ဘူးမေတ္တာခေါင်းပါတဲ့မိခင်မဟုတ်ဘူးတမန်တရားကိုဝန်ခံတော့မိခင်ကောင်းဆိုတာဘာလဲသူ့သားကိုကြည့်တော့မှနန်ရုပ်ကကနဲ့ရေတောက်ဘိုင်းမောက်ပြီးတေရမဲ့သဘောရှိနေပြီဒီမုတ်တဆုပ်စားပြီးဟိုမှာအဖိုးကြီးကြည့်လိုက်တော့လေ तू ကငါ့ကိုစားဖို့ငါစားဖို့အရင်လုပ်ပေးပါလွယ်ဘူးနော်တခြားနားထောင်ပါဒီမှာမိခင်တွေအများကြီးပါတယ်ကဲတားဒီတစ်ခါတော့ငါတို့စွန့်စားရတော့မယ်တားအမေလည်းနားလည်းပြီးတော့တားငါတို့တက်တယ်ကိုတွေးအောင်တော့တားအဲ့ဒီမုတ်ဘူးထဲမှာမုတ်ဆုပ်လာပြီးအဲ့ဒီမုတ်ကိုဖုတ်ပြီးတော့အရင်ဆုံးကျွေးတယ်။ငါချီတွဲလောင်းလေးနဲ့ဒီမှာအဖူးစားတာကြည့်နေရတယ်။ဒီမှာကိုင်လိုက်ရေတောက်လိုက်ကိုင်လိုက်ရေတောက်လိုက်တော့လေဒီလိုလည်းတော့ဖုတ်စားလိုက်လေကုန်ပြီလေမဟုတ်ဘူးဘူးထဲမှာစီမရော့ဘူးမုတ်ဘူးထဲမှာစီမရော့ဘူးဟ
ဟုတ်လားအေးဟုတ်တယ်ဟုတ်စားတယ်သူ့သားကိုကျွေးတယ်သူလည်းစားတယ်တိုက်တင်းပြီးအိတ်ကျော်သွားနေ့လည်းကြပိုက်ဆံလာပြန်တော့နိုင်ဘူးနာရှိသောစီမရောရဟုမိန့်တော်မူကြောင်းကိုရှစ်ဆိုထိုမုတ်ဆိုးမသည်တွား၍အေလိယစကားအတိုင်းပြုသဖြင့်အေလိယနှင့်တကွကိုယ်တိုင်မှစ၍အိမ်သားတို့သည်အင်တန်ကာလပတ်လုံးစားရကြ၏ထာဝရဘုရားသည်အေလိယအားဖြင့်မိန့်တော်မူသောစကားအတိုင်းအိုး၌ရှိသောမုံညက်မကုန်ဘူး၌ရှိသောစီမလျော့ဘူးအဲ့ဒါတမန်တရားကိုဝန်ခံခြင်းနဲ့မိမိရဲ့မိသားစုကိုချစ်တော်တမန်တရားကိုဝန်ခံခြင်းနဲ့မိမိမိသားစုကိုချစ်တော်လက္ခဏာဖြစ်မုံတော်မဟုတ်ဘူးနော်စစ်မှန်သောချစ်ချင်းမေတ္တာကတမန်တရားကိုဝန်ခံပြီးမိသားစုကိုကယ်တင်ခြင်းဖြစ်တယ်။တဲ့ရဲ့အတွေးကိုတဲ့ရဲ့ theory ကငါမုတ်တဆုပ်ပဲရှိတော့ဒီလူကိုကြွေးငါတို့ဒီနေ့တရားတော့မှာပေါ့နှမွေတော့ငါဒီတညစားလိုက်တော့နောက်2ရက်မှသေးမှာ။ဒါကြောင့်စစ်မှန်သောချစ်ချင်းမေတ္တာပါလေမိခင်ကောင်းတဲ့ရောက်မှာရှိရမယ်တမန်တရားကပါလေဆိုကြတော့ဒီပြိုကြီးတို့ရှောလမုန်မိမဒီမှာရှေ့မိကြီးလေမနာတို့မိသားစုကိုချစ်သလားဒါလောက်ငတ်မှုခေါင်းမာတဲ့ကာလမှာမိသားစုကိုချစ်သလားဘယ်လိုချစ်မလဲတမန်တရားကိုဝန်ခံစမ်းပါတမန်တရားကိုဝန်ခံစမ်းပါအေလိယကပြောတယ်အေးကွာမင်းတို့အရင်လုံတော့ပြီးငါ့ကိုကြံတဲ့ဟာလေးလာကြွေးပါမဟုတ်ဘူးဖယားလူကလည်းတော်တော်ကိုအတင်းရဲတယ်ငါစားဖို့အရင်လုပ်ပါငါမင်းကိုတောင်းနေတဲ့အကြောင်းရမိသားစုကိုအင်တန်ကာလပတ်လုံးကြွေးချင်လို့ဖြစ်တယ်ဟာလေလုယာအဲ့ဒါတမန်တရားဖြစ်တယ်အဲ့ဒါနှုတ်ကပတ်တော်ဖြစ်တယ်အဲ့ဒါဖယားစကားဖြစ်တယ်အဲ့ဒါဘုရားစကားဖြစ်တယ်ဝိညာဉ်တော်ပြဖွင့်ပြပါစေစစ်မှန်သောချစ်ချင်းမေတ္တာနဲ့တိမိသားစုကိုကယ်တင်ပါနှုတ်ကပတ်တော်ကိုဝန်ခံကြပြီးကယ်တင်ပါတိမိသားစုကိုတင်ကယ်တင်မယ်ဆိုလို့ရှိရင်တော့မုတ်တလုံးစာပဲရမယ်တမန်တရားကိုဝန်ခံခြင်းအပြင်ကယ်တင်မယ်ဆိုအင်တန်ကာလပတ်လုံးဘူးထဲမှာရှိတဲ့မုတ်ဘူးထဲမှာရှိတဲ့စီလုံးဝမလျော့သွားဘူးအဲ့ဒါတမန်တရားဝန်ခံခြင်းဖြစ်တယ်ချစ်တော်ဘုရားသားသမီးများချစ်တော်မိခင်များတည့်ရဲ့မိသားစုကိုကယ်တင်ပါနှုတ်ကပတ်တော်ဝန်ခံခြင်းအဖြစ်ကဲနောက်ဆုံးဒါတကယ်နောက်ဆုံးပါဒီပေရဲ့သားအမိအကြောင်းထိုအခါစီပေတဲ့သားတို့အမိသည်သားတို့နဲ့အတူအထံတော်သို့ချင်း၍ပြောင်းဝလျက်ဆုကျေးဇူးတောင်းပန်လေကိုတော်ကတင်းသည်အဘယ်ဆုကျေးဇူးအလိုရှိသည်နည်းဟုမေးတော်မူတော်ကိုရောဤနိုင်ငံတွင်ကျွန်မ၌ဤသား2ယောက်တို့သည်လက်ရတော်ဘဲ၌1ယောက်လက်ဝဲတော်ဘဲ၌1ယောက်ထိုင်ရသောအခွင့်ကိုပေးတော်မူပါဟုရှောက်လေမိုက်တယ်နော်ဒါတော့မိခင်ရဲ့စိတ်စီတယ်မှာသားသမီးတွေကိုနေရာကောင်းရစေခြင်းနဲ့သားသမီးတွေကိုယာဓုကောင်းကောင်းရစေခြင်းနဲ့သားသမီးတွေကိုလဆာကောင်းကောင်းရစေခြင်းသာမိခင်တိုင်းရဲ့စေတနာဖြစ်တယ်။ဒါကြောင့်ယေရှုကိုတောင်းပန်တယ်။ကိုရောဘုံပွင့်တဲ့အခါမှာကျမသား2ယောက်ကိုလက်ရဘဲမှာ1ယောက်လက်ဝဲဘဲမှာ1ယောက်ကိုတော်တဲ့နေရာပေးပါတယ်။ကျမတောင်းပန်ခြင်းတယ်။ယေရှုကလည်းမညာမတာပဲပြောပါတယ်။ယေရှုကလည်းတင်တို့ဒီအဘယ်တို့တောင်းပန်သည်ကိုတင်တို့မသိကြငါတောက်ရသောခွက်ကိုတောက်ချင်းက၎င်းငါခံရသောဗေဒီဆောင်ခံခြင်းက၎င်းတင်တို့ဒီတက်ဆွမ်းနိုင်တယ်လို့မေးတော်မူလေကျွန်ုပ်တို့ဒီတက်ဆွမ်းနိုင်ပါယူ၆ကြတော့ငါဤခွက်ကိုတင်တို့ဒီတောက်ရကြလိမ့်မည်ငါခံသောဗေဒီဆောင်ကိုတင်တို့ဒီခံရကြလိမ့်မည်တို့တော်လေငါဤလက်ရပဲလက်ဝဲပဲမှာထိုင်ရသောအခွင့်ကအကျဉ်သူတို့အဖို့အလုံးကခမည်းတော်ဒီပြင်စေ၏ကျွန်တော်ဒီတမ်းပိုက်ကိုဒီလိုခေါင်းစဉ်ပေးထားတယ်ရည်ရွယ်ချက်မှားတော့လဲရွေးချယ်မှုမှန်တော့မိခင်အဲ့လိုနာမည်ပေးချင်ရည်ရွယ်ချက်မှားတယ်
ဒါပေမဲ့ရွေးချယ်မှုမှန်တယ်ရည်ရွယ်ချက်ဘာကြောင့်မှားတယ်လဲသူကယေရှုကဘုရင်လုံးမယ်ငါသားသမီးတွေကဟာသူက S1 S2 တွေအနေနဲ့သူကနေရာပေးဖို့အတွက်တောင်းဆိုတာပါယေရှုကသူမျော်လင့်တယ်လို့မဟုတ်ဘဲနဲ့လက်ဝါးကားထဲမှာသေပြီးတော့မှသွားတဲ့ခါကျတော့သွားပြီငါခံတော့ခွဲ့တမန်တော်12ပါးထဲမှာဒီသားတွေကပါသွားတဲ့ခါမှာနောက်ဆုံးယေရှုကတော့ခံတဲ့ခွဲ့လောကကြီးထဲမှာတည်ခြင်းစိုးနဲ့တည်သွားကြတယ်နိုင်ငံတော်အတွက်ခရစ်တော်အတွက်တည်ခြင်းစိုးနဲ့တည်သွားကြဒီမိခင်ကြီးသိချင်မှပြီးလိမ့်မယ်ဒီသားတွေခရစ်တော်တပည့်တော်တွေဖြစ်သွားတဲ့နောက်ပိုင်းမှာဒီမိခင်ကြီးကတော့သူမျော်လင့်တဲ့အတိုင်းဖြစ်ချင်မှဖြစ်လိမ့်မယ်ဒါပေမဲ့ရွေးချယ်မှုမှန်သွားတယ်လို့ပြောမှာလာအတ္တမှန်သွားတာပေါ့ S1 S2 မဖြစ်ပေမဲ့တပည့်တော်12ပါးရဲ့အဝင်အဖြစ်တုံးအားပေးတော်မိခင်ကြီးဖြစ်လာတယ်ဒါကြောင့်ဒီနေ့အားပေးချင်ပါတယ်ချစ်တော်မိခင်များတိတာသမီးကိုလက်တင်ဆွတောင်းပေးပါတိခင်မိုးတဲ့ကိုလက်တင်ဆွတောင်းပေးပါတာသမီးတိုင်းကိုကောင်းကြီးပေးပါတဲ့ရဲ့ဆွတောင်းခြင်းစာထဲမှာဒီလိုရေးပါတယ်ပခက်လွှဲတဲ့လက်ကပါလဲကဘာကြီးကိုဘာလုပ်နိုင်လဲကင်လုံးနိုင်တယ်မိခင်တွေရဲ့အစွမ်းကိုပေါ်ပြနေပြီဖြစ်ပါတယ်မိမဆိုတဲ့အတွက်ကြောင့်မိန်းကိုမထားတာဖြစ်ပါတယ်ဒီဖယားကိုတကယ်ချစ်ကြောက်ယူတယ်တိယောက်ျားပြောင်းလဲမှာဖြစ်တယ်ဖယားကိုတကယ်ချစ်ကြောက်ယူတယ်တိသားသမီးတွေပြောင်းလဲမှာဖြစ်တယ်တိသားသမီးတွေပေါ်မှာရှိတဲ့တင်းရဲ့ရည်ရွယ်ချက်ကဇာတိပဂတိအတွက်မဟုတ်ဘဲနဲ့ဝိညာဉ်ပဂတိအတွက်ဖြစ်ပါစေအရောက်တိုင်းပေါ်ဖျားခင်ကောင်းချီးပေးပါစေ